အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဆိုင်မှာပီဇာတို့လီလို့ဖြစ်လို့ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာရေ350 ml ပေါင်းမှုချုပ်900 gram တကြားစာရီးစ်နဲ့တမ်ရင်စီတို့ကိုအသုံးပြုရပါတယ်ခင်ဗျာအရင်ဆုံးရေ150 ml မှာတကြားတစ်စုံရီးစ်တစ်စုံရောထည့်ပေးရပါမယ်ခင်ဗျာပြီးလို့ရှိရင်တော့ဘူစီပေါင်းလေးထားရတဲ့3မိနစ်လောက်မှွေပေးရပါမယ်ပြီးတော့လို့ရှိရင်တော့တခြားစလုံးတစ်ခုတည်းမှာပေါင်းမှုချုပ်နဲ့စာတစ်စုံရောနေထားပေးလိုက်ပါမယ်ခင်ဗျာပြီးတော့လို့ရှိရင်တော့ဆောနာကမစီဘူးတွေကိုလောင်းထည့်ထားပေးလိုက်ပါမယ်ခင်ဗျာပြီးရင်တော့တမသွားရအောင်လက်နဲ့နေထားပေးလိုက်ပါမယ်ခင်ဗျာရေနဲ့ဂျုံတွေအနေငယ်တော့တမသွားပြီဆိုလို့ရှိရင်တော့တန်ရင်စီ2ဆွန်းလောက်ထည့်လိုက်ပါမယ်ပြီးတော့လို့ရှိရင်တော့မီဇာထဲမှာ9မိနစ်လောက်ရောမွေထားပေးလိုက်ပါမယ်ခင်ဗျာလုံးဝစီစီပဲပိုင်ပြီးဖြစ်သွားပြီဆိုလို့ရှိရင်တော့စလုံးတစ်ခုတည်းကိုလှည့်ထည့်ထားပေးလိုက်ပါမယ်ကျွန်တော်ကတော့800 gram ကျော်တော့ရလိုက်ပါတယ်ပြီးတော့လို့ရှိရင်တော့ plastic နဲ့အလုံးဖုံးပြီးတော့တနိုင်ကျော်တော့အပွားခံထားပေးလိုက်ရပါမယ်ခင်ဗျာ 1 hour later တနိုင်ပြည့်သွားပြီဆိုလို့ရှိရင်တော့2ဆလောက်ပွားတက်လာပါလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်တော့ပီဇာတော့လေးစလုံးလို့ရပါပြီဆိုင်ကပီဇာကအသေးပဲမို့လို့200 gram ပဲအသုံးပြုပါတယ်ခင်ဗျာပီဇာလုံးတာကတီးသန့်တက်ကနစ်ရှိရဆိုရင်လည်းကျွန်တော်ကတော့နံပြလုံးလိုပဲလုံးလိုက်ပါတယ်ပြီးတော့လို့ရှိရင်တော့လက်မှာဂျုံလေးနဲ့ငယ်ကပ်ပြီးတော့ပီဇာစပြလို့ရပါပြီခင်ဗျာပီဇာပြားနည်းကတော့ကျွန်တော်လည်း7 level မဟုတ်သေးလို့ sharing မလုပ်ပေးနေသေးပါဘူးခင်ဗျာအဓိကတော့ gram ချိန်ပြီးသားပဲမို့ကိုလိုချင်တဲ့ site ပမာဏကြားလိုက်လို့ရှိရင်တော့ရပါပြီအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်